sorry ပါခုနကတော့ကျွန်တော်ခဏဒီ greater than equal to နဲ့ဒီ greater than less than equal to နဲ့ less than နဲ့နည်းလေးတွဲသွားတာမှားသွားတာအဲ့တော့တကယ်ကဘယ်လိုလဲဆိုတော့ဒီ stack မှာကငါတို့ operator ဝင်မယ်ကွာအဲ့တော့ operator ဝင်ပြီဆိုရင်ငါတို့အပေါင်းဝင်မယ်ဟုတ်ပြီနော်အပေါင်းဝင်မယ်ပြီးရင်အနှုတ်ဝင်ရင်တခါတည်းအနှုတ်ကဝင်လို့မရဘူးအခုမှသိတယ်ဘယ်လိုလဲဆိုတော့ဒီ stack တွေကအခုငါတို့ token ကဘာရှိလဲအပြင်ကလာတဲ့ကောင်ကဘာလဲဆိုတော့အပြင်ကလာတဲ့ကောင်အနှုတ်ရှိရထားဟုတ်ပြီနော်အနှုတ်ရှိတယ်အဲ့တော့အနှုတ်ကဒီအပြင်ကဝင်လာတဲ့ကောင်ကဒီကောင်ထက်ငယ်နေတယ်ဆိုရင်ဒီကောင်ထက်ကြီးနေတယ်ဆိုမှသာလျင်ငါတို့ကဒီထဲကိုထည့်လို့ရမယ်ဒီကောင်နဲ့တူနေတယ်ဆိုရင်ဒီကောင်ထက်ကြီးငယ်နေတယ်ဆိုရင်ငါတို့ကမရဘူးဟုတ်ပြီနော်အဲ့ဒါလေးမှတ်ရမယ်ကွာအဲ့တော့ဒီမှာငါတို့အပေါင်းရှိတယ်အနှုတ်ဝင်လာတယ်ဆိုရင်ငါတို့ကဒီအပေါင်းကိုတစ်ခါတည်း pop လုပ်ပြီးတော့ငါတို့ဒီ queue တွေကိုထည့်ရမယ်ဟုတ်ပြီနော်အဲ့ဒါလေးငါခုနပြောဖို့မှားသွားတာကွာ sorry ပါအဲ့တော့ဒီမှာကြည့်မယ်ကျွန်တော်တို့ဒီမှာမှားသွားတာ sorryအဲ့တော့ငါတို့ရဲ့ queue ရှိမယ် stack ရှိမယ်အဲ့တော့ငါတို့6ကိုထည့်မယ်3ကိုထည့်9ကိုထည့်မယ်အနှုတ်ကိုထည့်မယ်3ကိုထည့်မယ်အဲ့တော့အပေါင်းလာပြီအပေါင်းကဒီကောင်ထက်ကြီးနေလားမကြီးနေဘူးအပေါင်းကဒီကောင်ထက်မကြီးနေဘူးအဲ့တော့မကြီးဘူးဆိုရင်ငါတို့ကဘာလုပ်မလဲဆိုတော့ဒီကောင်ကိုငါတို့ကဒီအနှုတ်ကို pop လုပ်မယ်ပြီးရင်အပေါင်းထည့်မယ်sorry အနှုတ်ကို pop လုပ်မယ်ပြီးရင်ဒီကောင်ကိုအပေါင်းထည့်လိုက်မှာပေါ့အနှုတ်ကိုထုတ်ပြီးတော့ဟုတ်ပြီပြီးသွားရင် green စားလာမယ်အဲ့လိုမျိုးဒီတိုင်းပဲလုပ်ပါခုနအဲ့ဒါလေးလွှဲသွားပေါ့အဲ့တော့ငါဒီမှာနည်းနည်းလေးရှင်းနေဟာလေးပြမယ်ကဲအဲ့တော့ဒီမှာ rule လေးကြည့်မယ် output okay q က output ဟုတ်တယ်ငါတို့ရဲ့အဲ့တော့ဒီကောင်ကို push လုပ်နေဆိုရင် stack ထဲမှာ push လုပ်ဒီကောင်က pop until အဖွင့်ထိ okay ပြီးတော့ရင်ဒီကောင်နဲ့ဒီကောင်နဲ့က higher president than အပေါင်းအနှုတ်ဟုတ်ပြီနော်ဒီနှစ်ခုက left associated အဲ့ဒါငါတို့PR အတွက်မှာငါတို့ BA ကိုပတ်တွက်ပြီးတော့ B နဲ့ op A လုပ်တဲ့ဟာကွာအဲ့ဒါကိုပြောချင်တာအဲ့တော့ငါတို့ကဒီမှာပထမအောင်ဆုံး token လို့ခေါ်တာပါတစ်လုံးချင်းစီကို token လို့ခေါ်အဲ့တော့ငါတို့ token ကဘာလဲဆိုတော့token ကငါတို့ရဲ့ဟုတ်ပြီနော် token ကဆိုတော့ငါတို့တခါတည်းဒီကောင်ငါတို့ queue ထဲထည့်လိုက်မယ် queue က output ပဲကွာ queue ထဲထည့်လိုက်မယ် token ကဘာလဲ token အခု token ကအနှုတ်ဆိုတော့ငါတို့က stack ထဲကိုထည့်လိုက်မယ်အခုနောက်တစ်ခု token ကဘာလဲ3ဆောင်းခွဲမှာဒီလိုလေးရေးပေးလိုက်ဒီလိုလေးရေးပေးမယ်ဆိုရင်တော့ငါတို့ stack တွေဆွဲနေရှုပ်ပါမှာဒီလိုလေးရေးပေးရင်ပို့ပြီးတော့မိုက်တယ်အဲ့တော့ဒီမှာကအနှုတ်ရှိတယ်အနှုတ်ဆိုတော့ငါတို့ကဒီ queue ထဲကိုတစ်ခါထည့်တယ်အဲ့တော့3ဆိုတော့ဒီ sorry အနှုတ်ကို stack ထဲကိုထည့်တယ်3ဆိုတော့ငါတို့က queue ထဲကိုထည့်တယ်အဲ့တော့ကဲအပေါင်းလာပြီဆိုအပေါင်းကဒီ stack ထဲမှာရှိနေတဲ့အနှုတ်ထက်ဘာဖြစ်နေလဲဆိုတော့မကြီးနေဘူးဟုတ်ပြီနော်ဘာဖြစ်လဲမကြီးနေဘူးဆိုတော့ဒီအနှုတ်ကြီးကို pop လုပ်အနှုတ်ကို pop လုပ်ပြီးတော့ဒီထဲကိုထည့်ပြီးရင် stack ထဲကိုအပေါင်းထည့်လိုက်တယ် okay အဲ့တော့ green စားလာပြီ token က green စားဆိုတော့ green စားကိုလောလောဆယ် stack ထဲကိုထည့်တယ်9လာပြီ9ကိုထည့်တယ်အပေါင်းလာပြီငါတို့ဒီမှာအပေါင်းထည့်တယ် okay နော်အပေါင်းလာပြီအပေါင်းထည့်တယ်ပြီးရင်12လာပြီ12ကိုဒီမှာ queue ထဲကိုထည့်တယ်ဟုတ်ပြီအစားလာပြီအစား okay ဒီမှာအစားလာပြီအစားလာတော့အစားကအပေါင်းထက်ကိုဘာဖြစ်နေလဲ president ကကြီးနေတယ်အဲ့တော့ငါတို့ကကြီးနေတော့ငါတို့ထည့်လို့ရဒီကောင် pop လုပ်နေကြမလို့ဟုတ်ပြီနော်အဲ့ဒါလေးပဲအဓိကခုနကငါပြောဖို့မှာသွားတာလေအဲ့တော့အစားလာပြီဆိုတော့ငါတို့ဒီကောင်ကိုကြည့်မယ်ဒီကောင်အစားကကြီးနေတယ်ဆိုတော့ pop လုပ်စရာမလိုတော့ဘူးအဲ့တော့ငါတို့နောက်တစ်ခု token က3ဆိုတော့တခါလေဒီကဏ္ဍနဲ့ပတ်သက်ပြီးတော့ဘာမှပူစရာမလိုထည့်လိုက်အောင်မယ်အဲ့တော့3တာပြီးတော့အမြောက်လာပြီ okayအမြောက်လာတော့ငါတို့ကဒီမှာရှိနေတဲ့နောက် stack မှာရှိနေတဲ့ကောင်ကဘာလဲအစားဟုတ်ပြီနော်အမြောက်နဲ့အစားနဲ့ကဘာဖြစ်နေလဲ president ကတူနေတယ်ဒီအမြောက်ကအစားတဲ့ကြီးမနေဘူးတူနေတယ်ဟုတ်ပြီနော်ကြီးမနေဘူးတူနေတယ်ဆိုတော့ငါတို့ကဒီကောင်ကိုဘာလုပ်မလဲဆိုတော့ pop လုပ်လိုက်မယ်ဒီအစားကို pop လုပ်ပြီးတော့ငါတို့ကဒီထဲကိုထည့်မယ်ပြီးတော့အမြောက်ကိုဒီထဲကိုထည့်မယ် okay အဲ့ဒါပြီးတော့နှစ်လာတာကိုထည့်မယ်ဂွင်းပိတ်လာပြီဂွင်းပိတ်လာတာနဲ့ငါတို့ကဒီဂွင်းအကုန်လုံးကိုတစ်ခုချင်းစီကို pop လုပ်မယ်ဒီကောင်ကိုနားလဲရမှာငါတို့ကဒီကောင်ကပလာမှာနော်အရှိရဒီကောင် stack ဆိုတော့လေဒီကောင်ကနောက်ဒီကောင်ကို pop လုပ်လိုက်တော့ဒီကောင်ကပပြုတ်မှာပြုတ်ပြီးဒီကောင်ကိုပထမဝင်မှာ okay အဲ့တော့ငါတို့ကဒါရပြီဂွင်းပိတ်တဲ့အထီကိုဂွင်းစားတဲ့အထီကိုဒီကောင်ကအကုန်လုံးစားသွားမယ်ပြီးတော့ငါတို့နောက်ဆုံးကအပေါင်းချန်တယ် okay အဲ့တော့ငါတို့ကအမြောက်လာပြီအမြောက်ကဒီကောင်ထက်
ကြီးနေတယ်ဒီကောင်ရှိနေတဲ့အပေါင်းထက်ကြီးနေတယ်ဆိုတော့ငါတို့ကထည့်လိုက်အောင်မယ်မငယ်နေဘူးတူလဲမတူနေဘူးထည့်လိုက်တယ်โอเคအဲ့တော့ဒီမှာနောက်တစ်ခုဂွင်းစလာပြီဂွင်းစလာတော့ဂွင်းစကိုထည့်တယ်ဂွင်းစကိုထည့်တယ်ပြီးသွားရင်ဘာညာပေါ့ဒီမှာအဲ့လိုပဲလုံရင်းနဲ့ငါတို့ကဒီမှာလုံရင်းနဲ့လာသွားလေရလဲလိမ့်မယ်ကွာဒီမှာရလာလိမ့်မယ်ဒီလိုထွက်လာလိမ့်မယ်ဒီလိုထွက်လာပြီဆိုရင်ငါတို့ကဒီမှာ PR ငါတို့ခုနလိုမျိုး push ဒီမှာကို push လုပ်တယ်ကိုဆိုတော့ဒီမှာ push လုပ်တယ်အကဲဒီအနှုတ်တွေ့လာတယ်ဆိုတော့ဒီမှာနှုတ်တယ်6ရတယ်6က push ဖြစ်သွားတာပေါ့โอเคဒီလိုလုပ်လိုက်တော့ငါတို့နောက်ဆုံးဒီမှာနောက်ဆုံးငါတို့ဒီမှာအနှုတ်260ခွန်ဆိုပြီးတော့ရလာလိမ့်မယ်โอเค60ခွန်အဲ့တော့အဓိကကတော့ operator ဆိုတာဟော PR နဲ့တော့ operator ဆိုရင် put ဟောပြန်တစ်ခေါက်လောက်တော့ဖတ်လိုက်တော့အဆင်ပြေသွားမယ်ထင်တယ်သိလားကျေးဇူးပါ